ဘက်ကတော့ဂေါဆိုတဲ့သူနဲ့အင်နိုဥရေဆိုတဲ့သူနဲ့သူတို့ရဲ့ဒီ shopping mall ပေါ့နော် supermarket မှာတွေ့ကြတဲ့ခါကျတော့ဒီဘက်ဘေးမှာယောက်ျားလေးနဲ့ကလေးလေးကိုသူကကွက်လက်ဖောက်ထားတယ်သူတို့တွေကဘယ်သူလဲဆိုတာကိုဆရာမတို့ကနားထောင်ပြရမှာပေါ့နော်အဲ့တော့လွယ်တဲ့အတွက်ကြောင့်တစ်ခေါက်ပဲဖွင့်ပြပါမယ်နော်ゴさん、井上さん、こんにちは。こんにちは。ゴさん、夫と子供です。こんにちは。こんにちは。こんにちは。အဲ့တော့ကြားလိုက်လာတော့မသိဘူးအဖေကတော့ဗာလဲ夫と子供ですအဲ့တော့夫ရဲ့အဓိပ္ပာယ်ကတော့ယောက်ျားဆိုတဲ့အဓိပ္ပာယ်子供ကတော့ကလေးဆိုတဲ့အဓိပ္ပာယ်အဲ့ရောဒီဘက်ကလူကတော့သူ့ယောက်ျားဖြစ်ပြီးတော့ဒီဘက်ကကလေးလေးကကြတော့သူ့ရဲ့ကလေးဖြစ်ပါတယ်လို့မိတ်ဆက်ပေးလိုက်တာပါဒီတစ်ခါမှာတော့ဆရာမတို့ဒီစကားပြောလေးကိုကြည်ရင်းနဲ့ပေါ့နော်နောက်တစ်ခေါက်ထပ်ပြီးတော့မှနားထောင်ကြည့်ရအောင်ゴさん、井上さん、こんにちは。こんにちは。ゴさん、夫と子供です。こんにちは。こんにちは。こんにちは。ပြန်လည်လှုပ်ဆက်ကြတဲ့ဟာလေးပေါ့နော်ဂိုဆန်ပေါ့နော်ရုတ်တရက်လမ်းမှာတွေ့တာပေါ့နော်အီနိုဝေဆန်အီနိုဝေပါလားပေါ့ခွန်နီချီဝါမင်္ဂလာနေ့လေကင်းပါလို့နှုတ်ဆက်လိုက်တယ်အဲ့တော့အီနိုဝေကဘာပြောလဲဆိုတော့ခွန်နီချီဝါမင်္ဂလာနေ့လေကင်းမှာဂိုဆန်ရင်ဒီဘက်ကတော့အတ်တိုသူ့ရဲ့ယောက်ျားဖြစ်တဲ့သူနဲ့ခိုးစုံမုန်နဲ့ကလေးနဲ့ဖြစ်ပါတယ်တဲ့နော်အဲ့တော့သူ့ယောက်ျားရောသူ့ကလေးရောနှစ်ယောက်လုံးကခွန်နီချီဝါမင်္ဂလာနေ့လေကင်းမှာလို့နှုတ်ဆက်ပါတယ်အဲ့ဒီအတွက်ကြောင့်ဂွန်ဆန်ကလည်းပဲခွန်နီချီဝါမင်္ဂလာနေ့လေကင်းမှာလို့ပြန်ပြီးတော့နှုတ်ဆက်လိုက်တာဖြစ်ပါတယ်နားလည်မယ်လို့ထင်ပါတယ်နော်